မင်္ဂလာပါကြက်သားနဲ့ပတ်သက်တဲ့အခေါ်လေးတွေကိုတရုတ်လိုမျိုးပြောကြည့်ရအောင်အဲ့တော့အရင်ဆုံးရေးထားတယ်ကြက်သားကတော့ကျမတို့လွယ်လွယ်လေးပါပဲကြီးရုပ်လို့သုံးတယ်အကယ်၍ကိုကရင်ပုံသားကိုပြောချင်တယ်ဆိုလို့ရှိရင်ကြီးရှုံးရုပ်လို့သုံးတယ်နော်ကြီးရှုံးရုပ်ရမယ်နော်ပြီးရင်ကျမတို့ကြက်ပောင်ကိုပြောမယ်ကြက်ပောင်ကိုပြောချင်ရင်ကျမတို့တွေကကြီးထွေလို့သုံးတယ်ကြက်တောင်ပံကိုသုံးချင်ရင်ကျမတို့ဒီကြီးချစ်လို့သုံးလိုက်ရုံပဲနော်ကြက်အသေးကိုပြောချင်ကျမတို့ဒီကြီးကန်းလို့သုံးတယ်ကြက်အမြစ်ကိုသုံးချင်ရင်ကြီးချမ်းလို့ပြောတယ်ကြက်ဥကိုပြောချင်တယ်ဆိုကျမတို့ကကြီးချောင်လို့သုံးတယ်ဒီချောင်ဒီဥကိုပြောတာနောက်တစ်ခုလေးကကျမတို့ကြက်ရည်ခွန်ဒါလေးကိုပြောချင်တယ်ဆိုရင်ကြီးဖီနောက်ပြီးရင်ကြက်ချီတော့ကိုပြောချင်ရင်ကြီးကြွားလို့သုံးတယ်ကျမတို့ကြက်ကလေးစားကိုပြောချင်တယ်ဆိုရင်တော့ကြီးကြားလို့သုံးတာဒီကြားဆိုတာဒီအယောကိုပြောတာကျမတို့တွေကဒီအသေးတို့နှလုံးတို့ဦးတို့ခွဲမပြောဘဲနဲ့ကြက်ကလေးစားလို့ပြောချင်တယ်ဆိုရင်ကြီးကြားလို့သုံးလိုက်ရုံပဲ